တစုံတရာကျယ်ရီကျွေအောင်ပြုလုပ်ပေးနေတဲ့ဒုက္ခမိန်လိုင်းရဲ့အချင်းစာသားပေါ့ဟိုးတစ်နှစ်ကလမ်းထဲကိုခွေးလေးတစ်ကောင်မျက်စိလဲပြီးရောက်လာခဲ့တယ်အိမ်ရှိကအန်တီကခေါ်မူစားလိုက်တယ်ရောက်လာတော့လမ်းဘေးခွေးလေးဆိုပေမဲ့အခုတော့ဖြူဖွေးတောက်ပြောင်လို့အကောင်ကြီးကိုအကြီးဖြစ်နေပြီအကောင်ကြီးသလောက်မျက်နှာချိုတယ်တလန်းလုံးရဲ့အချစ်တော်ပို့ပြီးချစ်စရာကောင်းတာသူကခွေးမလေးဖြစ်နေတာပဲအမားတွေကအထီးတွေထက်မိခင်စိတ်ပိုကြီးမားတယ်လို့ယုံကြည်ပါတယ်အဲ့ဒါကြောင့်ခွေးမလေးနာမည်ကဧပြီတဲ့တကြံတော်မှာသူ့ကိုတွေ့ခဲ့တာမို့သူ့တကိုယ်လုံးဖြူနေတာမို့မိဖြူလို့လဲခေါ်လို့ရမယ်ထင်တယ်ကျွန်တော်ကတော့တခါတလေမိဖြူလို့ခေါ်တယ်ညီမလေးကိုတတိရတယ်ဘေးအိမ်မှာဥမင်္ဂလာလို့ခေါ်တဲ့ဦးလေးတယောက်ရှိတယ်ကျွန်တော်တို့တွေ့တိုင်းမင်္ဂလာပါလို့နှုတ်ဆက်နေကြမို့ကျွန်တော်တို့ကဥမင်္ဂလာလို့ခေါ်ကြတာသူ့မှာချစ်စရာကြောင်လေးတစ်ကောင်ရှိတယ်တနာစရာလေးဆိုလဲဟုတ်ပါတယ်ခြေထောက်တစ်ဖက်ကပြက်နေတယ်ဦးလေးကြီးကိုမေးကြည့်တော့မွေးရပါလို့ပြောတယ်သူ့ခြေထောက်ကြောင်မလားတော့မသိဘူးကြောင်လေးကလူကြောက်ရှာတယ်ကျွန်တော်တို့သူ့ကိုတွေ့တိုင်းခေါ်ပေမဲ့ပြေးတော့တာပဲကျွန်တော်ထင်တာမမှားရင်တော့ကြောင်ဒီကလေးဖြစ်မယ်ကြောင်ဒီတွေကခေါင်းကြီးတယ်လို့ထင်တယ်ဒါပေမဲ့သူ့ခေါင်းကလှတယ်လုံးလုံးလေးသူ့ခေါင်းကြောင်မဲလားသူ့ငငယ်ကဝါကကလေးမို့လားတော့မသိဘူးသူ့ကိုဖြူလုံးလို့ခေါ်တယ်ဖြူရောင်လေးညီမလေးကိုတတိရတယ်ဟိုးအရင်ကခဏရောက်ဝင်မယ်အခုတော့တိတ်မရောက်ဖြစ်တော့တဲ့ထမင်းဆိုင်တစ်ဆိုင်ရှိတယ်ကျွန်တော်တို့တငယ်ချင်းတွေညဘက်ဆိုထမင်းကျော်သွားစားနေကြဖောက်တယ်ရလဲကျွန်တော်တို့လောက်ပဲရှိတာဆိုတော့ထမင်းစားရင်အေးအေးဆေးဆေးစကားပြောခဲ့ကြတာတတိရတယ်အခုတော့ထမင်းကျော်မရောတော့ဘူးမုံငါးဆိုင်ဖြစ်သွားပြီအဲ့ဆိုင်မှာကြောင်မလေးတစ်ကောင်ရှိတယ်စနိုးတဲ့သူကအမွေးရှည်ပါရှမ်းအစ်စ်အမီးဆိုလဲအရှည်ကြီးပုံစံကဖြူဖြူဆွတ်ဆွတ်နဲ့တိမ်တိမ်မွေ့မွေ့ချစ်စရာကြီးဒါပေမဲ့ तू ကအခြေလာထိလဲစိတ်ဝင်စားဘူးပြေးလဲမပြေးဘူးခေါ်ရင်လဲမထူးဘူးကြည့်ရင်လဲမကြည့်ဘူးလူလို့ဆိုတော့ခေါင်းပါတယ်ပြောရမယ်ကျွန်တော်ကတော့စနိုးဆိုတဲ့နာမည်ကိုတိတ်မကြိုက်ဘူးကြောင်လေးနဲ့တိတ်မလိုက်ဘူးထင်လို့လိုက်တဲ့နာမည်တော့ကျွန်တော်လည်းမစင်စားရဘူးညီမလေးကိုသတိရတယ်ဂျပန်စာတင်တော့တရုတ်စာနဲ့ဆက်ဆက်နေတာကိုသိရတယ်တရုတ်စာနဲ့မရင်းနှီးပေမဲ့တရုတ်ထုတ်ပစ္စည်းတွေကတော့ကျွန်တော်တို့ဘဝထဲမှာအတိုင်းထက်အလွန်ပါပဲ Made in China ပစ္စည်းတွေဆိုဖာတိဖာသာဆိုပေမဲ့တရုတ်စကားပန်းတွေကိုတော့ကျွန်တော်ကြိုက်တယ်တရုတ်စကားပန်းလေးတွေကမိန်းကလေးတယောက်ဖြစ်ခဲ့မယ်ဆိုရင်မျက်ရည်မပါတဲ့အသားရည်ကောင်းကောင်းနဲ့ကောင်းမလေးနေမှာပေါ့ညီမလေးကိုသတိရတယ်အခုတလောဂျပန်စာရေးဆရာဟာရူကီမူယာကာမိရဲ့ What I talk about Runny အပြေးအကြောင်းပြောရင်ပြောပြတာတွေဒီနိုဘိုဘာသာပြန်ဆိုတဲ့စာအုပ်ခဏဖတ်ဖြစ်တယ်ကင်မီကောက်ရဲ့အစိတ်ဆူးလိုတစ်ပင်ကိုမပြတ်တန်းချစ်နေတဲ့အင်းဆက်လိုမွေးရမြေပြန်ဆန်တက်တဲ့ဆယ်လမွန်ငါးတွေလိုကို့အဖော်ကိုတက်ဆုံးတိုင်တစ္ဆာရှိတဲ့ငန်းရိုင်းတွေလိုစာမျက်နှာ148တဲ့အဲ့ဒီစာသားမြင်တော့ဘာလို့လဲမသိဘူးစက်တောင်မဖတ်နိုင်လို့ခဏရက်လိုက်ရတယ်ကြက်သီးမွေးညင်းနေလဲထားလို့အဲ့စာထဲမှာပဲသူကဆက်ပြောထားတယ်လူတွေကရှုံးမှာပါပဲလို့သတိပေးလဲကျွန်တော်ကတော့ဂိူးမဆိုင်ဘူးခန္ဓာကိုယ်ကခွန်ပြူသမျှဆက်ပြီးပြေးနေမှာပဲတဲ့စာမျက်နှာ148သဘောကျလို့စာအုပ်ထဲကိုယူထားလိုက်တယ်ညီမလေးကိုသတိရတယ်တကိုးရှိတဲ့တစုံတရာလဲမှာတို့နှစ်ယောက်တွေ့ကြတယ်တဲ့ဒုက္ခမိန်လိုင်းရဲ့တခြင်းစာသားပါတကယ်တော့အဲ့ဒီတခြင်းစာသားတွေဟာအကျဉ်းတစ်ထောင်နားထောင်လဲကိုယ်တိုင်မကြုံဘူးရင်နားမလည်နိုင်ပါဘူးတစုံတရာကိုကိုယ်တိုင်မကြုံဘူးရင်ဘယ်သူလာရှင်းပြနားမလည်နိုင်ပါဘူးကျွန်တော်ဟာသူမကိုထွေးပွေးလိုက်တဲ့အချိန်မှာတစုံတရာဟာတကယ်ရှိကြောင်းတန်တော်သိခဲ့ရသူမရဲ့လက်ကိုဖမ်းဆုပ်လိုက်ရတဲ့ခဏမှာကျွန်တော်ဟာကဘာကြီးတစ်ခုလုံးအပိုင်ရလိုက်တယ်လို့ခံစားရတယ်သူမပေးခဲ့တဲ့အရာတိုင်းကိုတန်ဖိုးထားပါတယ်မတော်တဆရီမောခဲ့ရတဲ့ဟာတလေးတွေဟာအစားကျင်နာသူရဲ့ဂျေဇုတင်နေဒုက္ခမိန်လိုင်းကတော့သူ့တခြင်းကိုရင်မာပျော်ရွှင်စွာထွေးပွေးလို့ထားမယ်တက်လုံးဆိုပြီးတော့အဆုံးသတ်ထားပါတယ်ရင်မာယုံကြည်စွာထွေးပွေးလို့ထားမယ်တက်လုံးကျွန်တော်ကတော့ကျွန်တော်စာကိုအခုလိုပဲဆုံးသတ်ချင်ပါတယ်ရင်မာယုံကြည်စွာထွေးပွေးလို့ထားမယ်တက်လုံး